လွန်ခဲ့တဲ့20လကစီတွက်ဘူးတွေဟာဘလောက်တောင်ကောင်းမွန်ခဲ့မလဲဆိုတာသင်သိပါလားပထမအနေနဲ့မမုံဒီစီတွက်ဘူးပါဖွင့်လိုက်တာနဲ့အနှံ့ကအရန်ပြင်းပြီးအရည်တွေကလည်းမဲမောင်နောက်ကျညပါပြီအချိန်ကာလရဲ့ဒဏ်ကိုမခံနိုင်ခဲ့ပါဘူးအခုကစီတွက်ဘူးတွေနဲ့ရှင်ကြီးမယ်ဆိုရင်တော့အတော်လေးကိုကွာခြားပါတယ်နောက်ထပ်ကတော့တက်တန်းအနှစ်80ရှိပြီဖြစ်တဲ့စစ်သုံးရေကာဘူးပါအဖုံးအောင်မှာတက်သားလွှာစားမှုအလွာလေးကိုတောင်တွေ့ရပါတယ်ဝီစကီတွေကတော့အကောင်းပကတိအတိုင်းရှိနေစေသည့်ပြီး6တွေးနေကအန်အောစရာကောင်းလောက်အောင်အည်အသွေးမိဖြစ်ရင်းသေးပါဘူးဒီနောက်မှာတော့အယောင်အဆွေဆုံးလင်းနဲ့တရားတုံးတွေပါဝင်တဲ့လေယောင်းရေကားတော့ပါဒါပေမဲ့ဆယ်စုနှစ်ကြာလာတဲ့အခါမှာတော့ဓာတ်အိုးချင်းကြောင့်သူတို့ရဲ့ပုံပန်းတဲ့ကလုံးဝကိုပြောင်းလဲသွားပါပြီအန်အောစရာကောင်းဆုံးကတော့လုံကျုံစွာပိတ်ထားတဲ့စစ်သုံးတောက်ရည်ဘူးပါပဲဆယ်စုနှစ်ကြာခဲ့ပေမဲ့လည်းရေကကြီးလင်းနေသေးပါစမ်းသက်ကြည့်တဲ့အခါမှာလည်းအခြေခံတောက်ရည်တဲ့စံနှုန်းတွေနဲ့ကိုက်ညီနေတာကိုတွေ့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့ချိုကလက်ဖြော်ရည်ဘူးအဟောင်းပါလောင်းထည့်လိုက်တဲ့အခါမှာရွှေရည်လေးလိုဖြစ်နေပြီးအရင်ကပုံစံနဲ့လုံးဝကိုမတူတော့ပါဘူးတချို့ပစ္စည်းတွေကအလွယ်တကူပျက်စီးသွားပြီပဲတချို့ကတော့ဆယ်စုနှစ်ချီခံနိုင်ခြင်းရှိတာကိုတွေ့ရပါတယ်ဒါဟာအစားအစာထွင်းထင်းခြင်းတိတ်ပံပညာရဲ့စိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်